အင်အားပြင်းကလေးလှုပ်ခတ်ပြီးတဲ့နောက်မှာကျွန်တော်တကယ်ကိုထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိလိုက်ပါတယ်ပင်လယ်ရေတွေကနောက်ပြန်ကိုအရှိန်ဟုန်နဲ့ဆုတ်သွားတာပါအေယာမဆူနာမီလှိုင်းကြီးရိုက်ခတ်တော့မှဖြစ်ပေမဲ့ရေပြင်ပေါ်ကလူတိုင်းကတော့သူတို့ရဲ့ဆက်လေတွေကိုအဲ့ဒီလှိုင်းလုံးကြီးစီတက်တက်မတ်မတ်မောင်းနေကြပါတယ်ဒါကတကယ်ကိုလွဲမှားနေတာမို့မကောင်းတဲ့အရာတစ်ခုခုဖြစ်တော့မယ်ဆိုတာကျွန်တော်ချက်ချင်းသိလိုက်ပါတယ်ကျွန်တော်လည်းကျွန်တော်ရဲ့ဇနီးဟောင်းကိုခေါ်ပြီးကမ်းခြေနဲ့ဝေးရာကိုဆက်လေမောင်းထွက်ခဲ့ပါတော့တယ်တကယ်တော့ကျွန်တော်တို့လည်းဆူနာမီလှိုင်းကြီးရှိရာစီတက်တက်ကြီးဥတီမောင်းနေလာခဲ့မိတာပါဒီလိုလုပ်ရင်ဘေးကင်းလိမ့်မယ်လို့ကျွန်တော်ထင်ခဲ့ပေမဲ့ကျွန်တော်တို့ဘေးနာကကုန်တင်သင်္ဘောကြီးကဆူနာမီထက်ပိုဆိုးတဲ့အန္တရာယ်ကိုတည်ဆောင်လာတော့မယ်ဆိုတာလုံးဝသတိမထားမိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲလှိုင်းလုံးကြီးကဘလောက်တောင်မြင့်လဲဆိုရင်ဂိုးဒန်ဂိတ်တရားကိုတောင်ကျော်လူနီးပါးဖြစ်နေတာကိုမြင်လိုက်ရတာပါအဲ့ဒီလောက်ကြီးတဲ့လှိုင်းလုံးကြီးသာကမ်းခြေကိုရိုက်ခတ်သွားရင်အရာအလုံးပျက်စီးသွားမှာအသေးချပါပဲလှိုင်းလုံးကြီးမပြိုကျခင်အပေါ်ကိုတက်နိုင်ဖို့အတွက်ကျွန်တော်လည်းဆက်ရှိန်ကိုအကုန်မြင့်လိုက်ပါတယ်ဒါပေမဲ့ဆူနာမီရဲ့လှိုင်းဆောင်ကမယုံနိုင်စရာကောင်းတော့အောင်မတ်ဆောင်နေတာပါဒီဆက်လေအသေးလေးတွေအားလုံးကလှိုင်းလုံးကြီးစီတက်တက်တိုးဝင်နေကြပေမဲ့ဘယ်သူမှတစ်ခုခုကိုရက်ပြီးမစင်စားမိကြပါဘူးသူတို့ဆက်လေတွေကအဲ့ဒီလောက်မြင့်တဲ့လှိုင်းလုံးကြီးပေါ်တက်နိုင်လောက်တဲ့ဆက်အင်အားရှိရဲ့လားအဲ့ဒီအချိန်မှာကျွန်တော်မှအများကြီးရှောက်တွေးနေဖို့အချိန်မရှိပါဘူးရှေ့ဆက်တိုးဖို့ပဲကျွန်တော်တို့မှတလန်းနဲ့ရှိပါတော့တယ်ကျွန်တော်လည်းဆက်လေတွေကိုတစင်းပြီးတစင်းကြော်တက်ပြီးလှိုင်းလုံးကြီးပေါ်ကိုတက်တက်မတ်မတ်အချိန်ပြင်းပြင်းမောင်းတက်ခဲ့ပါတယ်အခုဆိုရင်လှိုင်းဆောင်က80ဒီဂရီလောက်အထိမတ်ဆောင်နေပါပြီကျွန်တော်တို့ဆက်လေလည်းအသေးတန်ကိုတုံခါနေခဲ့တာပေါ့အနားကတခြားဆက်လေအသေးလေးတစင်းကိုကြော်ပြီးတဲ့နောက်လှိုင်းကျန်းတာကြောင့်အဲ့ဒီဆက်လေမလုံးမလဲဖြစ်ပြီးဆက်အင်အားလည်းမရှိတာကြောင့်ချက်ချင်းပဲအောက်ကိုပြုတ်ကျသွားတာမြင်လိုက်ရပါတယ်အဲ့ဒီနောက်လှိုင်းထိန်နာမှာရုတ်တရက်အေယာမကုန်တင်တင်မောကြီးတစင်းပေါ်လာခဲ့ပါတယ်အဲ့ဒီတင်မောရဲ့ပန်ကာတလက်တွေကတေမင်းတမန်လိုလဲပတ်နေတာတကယ်ကိုကြောက်စရာကောင်းလာပါတယ်ခံကောင်းလို့ကျွန်တော်ချက်ချင်းတုတ်ပြန်နိုင်ခဲ့ပေမဲ့နောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါပိုပြီးကြောက်စရာကောင်းတဲ့အရာကိုမြင်လိုက်ရပြန်ပါတယ်ကုန်တင်နာတစ်တာတွေကတင်မောပေါ်ကနေတလုံးပြီးတလုံးပြုတ်ကျနေတာပါကျွန်တော်လည်းကျွန်တော်ရဲ့မောင်းနေမှုစွမ်းရည်အကောင်းဆုံးကိုတုံးပြီးတီတီလေးပဲလွတ်မြောက်ခဲ့ပါတယ်ဒါပေမဲ့တခြားလူတွေကတော့အဲ့ဒီလောက်ကမကောင်းခဲ့ကြပါဘူးအဲ့ဒီတင်မောကြီးကဆူနာမီလိုင်းကြောင့်အပေါ်ကိုမြောက်တက်သွားခဲ့ပါတယ်အဲ့ဒါကမတ်တက်ကြီးဖြစ်သွားပြီးဂိုးဒန်ဂိတ်တရားကိုအရှိန်ဟုန်နဲ့ဝင်ဆောင်ပါတော့တယ်တရားပေါ်ကလူတွေလည်းလမ်းဖြန့်ပြီးဘယ်ပြေးလို့ပြေးရမှန်းမသိပယံပါတာပြေးလွှားနေကြတာပေါ့အချိန်မီမပြေးနိုင်တဲ့လူတစ်ယောက်ကမော့ကြည့်လိုက်တော့တင်မောကြီးကသူတို့ကောင်းပေါ်တက်မှာရောက်နေခဲ့ပါပြီဂိုးဒန်ဂိတ်တရားကြီးလည်းအရှိန်နဲ့စောင့်မိတဲ့တန်ကြောင့်လုံးဝပြိုကျပျက်စီးသွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာတော့ဘာမှလုပ်လို့မရတော့ပါဘူးဒီဘေးအန်ရယ်ဆိုကြီးကစက္ကန့်ပိုင်းတွင်းမှာပဲအရာအလုံးကိုတိုက်စားဖျက်ဆီးပစ်လိုက်ပါတယ်တောင်းကျမ်းနေတဲ့ရေလိုင်းကြီးတွေကမြို့ထဲကိုအတင်းတိုးဝင်သွားခဲ့တာပါမြို့ကလည်းအင်အားပြင်းကလင်တန်ကိုအခုတင်မဲ့ခန်းစားထားရတာဖြစ်ပါတယ်အခုလည်းအဲ့ဒီအပေါ်မှာတွေ့ရခဲ့တဲ့ဆူနာမီလိုင်းကြီးထပ်ဆင့်လာပြန်တော့မပြေးနိုင်တော့မှန်းသိသွားကြတဲ့တက်ကြီးရွယ်ဦးဇနီးမောင်နှံတစုံရှိနေခဲ့ပါတယ်သူတို့ဟာတယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားရင်နောက်ဆုံးအချိန်ထိအတူတူဖြတ်ကျော်သွားခဲ့ကြပါတော့တယ်